တနေ့တော့ဘုံပောက်ခွေရဘုံပေါင်တရားလားတိပြောရပေါ့ပေါင်တရားပေါ့နမ်ခံကနေပြုတ်ပြီးထိမိရလေပေါ့နမ်ခံကနေပြုတ်ပြီးထိမိရတော့လေပေါင်တရားတော့ပေါင်တရားပေါ့နော်ကျမတို့ခန်းနေမှာကျမဖုန်းကြည့်ဖုန်းကနေဆိုမှပောက်ခွေတော့အတန်ချရတော့ကျမထင်တာငလင်းလောက်တော့လှုပ်ဒီမှာတုံခါမူဆယ်မှာလည်းတုံနေပေါ့နော်ခုတမမူဆယ်မှာရောက်နေလို့မတင်ဖြစ်လို့ဆိုတော့စဉ်းစားကြည့်လိုက်တော့ဘုံပောက်ခွေပါတယ်ကလေးအများစုများစွာကိုကျမလေးတော်တော်လေးကိုရှိကိုတက်ဖြစ်တဲ့ဘုံချောက်ခွေသွားYouTube ထဲမှာတင်ရမ်းထားလိုက်နော်မယုံတဲ့လူပေါင်တရားတော့မှဘာလဲဘယ်မှာပောက်ခွေလဲမသိမယုံဒီနောက်ခံတမျိုးလုံးသဆိုင်ရဲ31ရက်နေ့တော့ဘာဖြစ်လဲဆိုတာလိုက်ကြည့်31ရက်နေ့မေလ2016အနည်းတော့မယုံရင်နောက်ခံလူတစ်ပတ်လုံးတော့ပြချလိုက်